အားလုံးပဲမင်္ဂလာနေ့လေးခင်ပါကျွန်တော်ရဲ့ channel ကနဲ့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့လေးခင်ပါဆိုလို့ရှိရင်တော့မင်္ဂလာရှိတဲ့တရင်တွေကျွန်တော်တို့အများကြီးကြားရတယ်ဗောနော်ကချင်ပြည်နယ်ဖက်မှာဆိုလို့ရှိရင်တော့စက်ခွေးရဲ့ညက်တကောင်ကို KNA ကကိန်သွားပြီလို့ကျွန်တော်တို့တရင်ရရှိပါတယ်ဗောနော်အဲ့ဒီ video file ကိုကျွန်တော်နဲ့အတူတူကြည့်ရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းအခြားစိတ်ဝင်စားစရာကောင်းတဲ့ video file တွေကိုကျွန်တော်အများကြီးထည့်ပေးထားပါတယ်ဗောနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ကြည့်အောင်ဗောနော်ရာဝဲခက်ဆာကြည့်ပါအားရပုတ်ကောင်းလိုက်တာနော်ရဲစားညတဲနနေရတော့ဘောမလေးလာကြည့်ကြပါဦးဘောမလေးညက်တကောင်အကင်ခံလိုက်ရပြီနော်အားရဆရာကြီးနော်ခက်ဆာမလောက်ထိအားရဆရာကောင်းတယ်နော်ဆရာဟိုမှာကြည့်ပါဦးခက်ဆာစောက်ထူးကြာသွားနော်โอ้အားရဆရာနော်အားရဆရာဝါဆောင်းချလေးကြည့်ရတာပုံဟုတ်ပြီဘောနော်ဆိုတော့ညနေတရင်မှာဆိုလို့ရှိရင်တော့ဇော်မေးလုံးတယောက်ကတော့အဲ့ဒါကြတော့ဆိုရင်မှသူကငင်းနေတော့မှာပဲဘောနော်ဆိုတော့အဲ့ဒါတေချာပြီးသားပါဟုတ်ပြီတော့ဆိုလို့ရှိရင်နောက်ဗီဒီယိုစိတ်မှကြည့်အောင်ဘောနော်and ဒီရှောက်ချင်ရတာလို့သိရတယ်ဗောနော် BGF ရစခွေးလာရှိကြပါဦးဘောမိုင်းလာရှိကြပါဦးနာ BGF စခွေးပီတုစရဒီလောက်ကမှာလူသွားတဲ့လက်နဲ့တယ်ဗောနော်ဒီမနေ့မှာလူသွားတဲ့လက်နဲ့တယ်နော်အားရစရာကြီးနော်车币出来新轮到这些那边马都带马上就光出国了那ကြတော့ငါဘာတို့ရုံခန်းကိုဒီ MNDA ကဝင်ရောက်စစ်ဆေးနေမြင်ကွမ်းပေါ့နော်ကြည့်ပါဦးသူတို့ရဲ့ရုံခန်းအားရဆရာကြီးနော်ဟိုမှာပီတူစစ်ခေါင်းဆောင် BGF ခေါင်းဆောင်ရဲ့နေရင်းပေါ့နော်ကြည့်ပါ BGF ပီတူစစ်လေနော်အားရဆရာကြီးနော်ဒီနေ့မှာဆိုလို့ရှိရင်တော့ညက်တကောင်လည်းအကျင်ခံလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ဖတ်တော်လေးဝမ်းသာဆရာတရင်ကောင်းလည်းအများကြီးကြားရတယ်ဗောနော်ငါမင်းဆရာအဲ့တရင်ကိုကြားတဲ့အခါကျတော့ခုလိုမျိုးဖြစ်သွားတော့ပါဗောနော်တစ်ချက်ကြည့်အောင်ငါမင်းဆရာအဲ့တရင်ကိုကြည်မခံစားနေရနော်အဲ့လိုမျိုးတရင်ရဲ့ကြားတဲ့ခါကျတော့ဘောမောရဲ့ရင်ဘက်ရဲ့အောင့်နေတယ်ဘောနော်ရင်ဘက်ရဲ့အောင့်နေခံစားနေကြတယ်နော်တကယ်ခံစားနေကြတယ်နော်ဟုတ်ပြီဘောနော်အဲ့လိုမျိုးတရင်တွေကျွန်တော်စကန်နဲ့အတင်းခံရတယ်ငှက်ကိန်တွေအတင်းခံရတဲ့ဆိုရင်မှတရင်တွေဘောမရဲ့ကြားတဲ့ချင်းမှာဆိုလို့ရှိရင်သူတို့မှအဲ့လိုမျိုးခံစားနေကြရှာတယ်ဘောနော်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီစစ်ကောင်စီဘက်ကရှုံးမေးတွေမေးပြီးမှဒီလောက်ကန်မျိုးမှာဓာတုအစစ်ငွေဘုံတွေကြေးလို့ကျွန်တော်တည်ရှိရပါတယ်ဘောနော်အဲ့ဒါကိုဒီစစ်ခွေးတွေဖက်ကထုံးဆန်အတိုင်းပဲဖင်ပိတ်ညင်းနေကြရဘောနော်မကြေးပါဘူးဆိုရင်မဖင်ပိတ်ညင်းနေကြရဘောနော်ဆိုတော့လောက်ကန်မျိုးမှာရှိတဲ့ပြည်သူတွေဘယ်လိုပြောလဲဆိုတော့တစ်ချက်နားထောင်ကြည့်အောင်နော်ဘောမတွေမင်းတို့လည်းလာကြည့်ထားမင်းတို့အဘကရှုံးမေးမှဓာတုအငွေ့တောင်မှသုံးနေပြီနော်မင်းတို့စခွေနော်အမကြည့်ထားအဲ့မှာဓာတုအစင်ငွေဘုံနဲ့ကြေးပြီနော်ပြန်လဲသွားပြီဒီသူရောတေချာလေးပြောပြရနော်ဘောမလာနားထောင်ကြ红
3လချတဲ့ချိန်ကရလို့ဘေးနေအောင်ဆိုင်လိုက် အိမ်ထဲမှာ ဘေးနေမှာဘောတော့ဒီနေ့မှာကလေရင်ချပြီးတော့သူကအမွေးထွက်လာတယ်ဟုတ်လားအမွေးထွက်လာတော့ချိန်ကရလို့ဒီအမွေးရှူပြီးတော့ ဝေးဝင်လာတော့ကြောက်ပြီးတကားပိတ်လိုက် ဟောကြောက်ပြီးတော့တကားပိတ်လိုက်တာ ပိတ်လိုက်ပြီးတော့5ပိုင်းလောက်ပြီးတော့ဘူးရဲ့လူချတော့တော့ဒီလိုလဲကုန်ပြီးမရ ဟောတတိမရဘူး ဘူးမရဘူးမိုးလေးတော့မှတတိရတော့တတိယတော့တက်ချောင်းနေနဲ့ကျမ်းပါဆရာတို့ဖွက်လာချုပ်ပါလိမ့်ကြမှာတချို့ပဲဟောဟောဒီနေ့တော့ပုံမှန်ပဲ အဲ့တော့မွေးရှူပြီးတော့လူခံစားချက်ရတာပဲ ကျန်တော့မူးရတယ်ဆန်တယ် အဲ့နဲ့ အဲ့ဒါနားတွေကတွေးတော့တယ် လာတွေးထွက်တယ်ဟော ခြေလက်တွေမသိနိုင်တော့ မတည်နိုင်တော့ဘူးတော့ စားပြတာကတော့သတင်းရှိနေတဲ့ချိန်မှာအားကြီးခါတစ်လေ 25နှစ်ညမရောက်စီအကောင်းအိတ်ရှိလက်တွေအကုန်လုံးအကောင်းပုံထမ်းနေကြတာလေ อืม အကုန်လုံးတို့အကောင်းနေအဲ့လိုဖြစ်ပြီးသွားတာမှအဲ့လိုနားလည်းမချောင်းနိုင် စခွေနော်ရှုံးမေးရနော် မွေးရှူပြီးတော့ ဝိရှူရဲ့လူတွေကမူးလာတယ်ကြောင်းတော့မတူဘူးလဲကို ဝိုင်းရှောလာ ဘာလဲရှောရလူရှောရမရှောရလူ ဘယ်ဝိုင်းနေရှောရဲ အဲ့အချင်းလေရင်ဘက်က ဟန်လား ရင် ရှင်ပတ်တွေအောင်လေ အောက်တန်းဟော ဟန်လားမနေ့မိုးလေးတော့အဲ့ဒီကလည်းအကုန်လုံး အသက်ရှူချက်လား ချက်တယ် အသက်ရှူချက်တယ် ချက်တယ် တက်တယ်ညာ ကလေး2ယောက်ကြတာက2ယောက်ကဘယ်သူရဲ့ကလေးလဲ ကျွန်တော်သားနဲ့ကျွန်တော်မီးနဲ့ ညာရဲ့ သားနဲ့မီးနဲ့ ဟောသားရဲ့မီးရဲ့ ဟောမလေးကတမီး ဟော ဟုတ်ကဲ့ အခုဆေးရုံပို့တဲ့တယောက်က သမီးသမီးကြီး အမီကြီးပေါ့ ဒီကြီးကမွေးတဲ့လေးတယောက်နဲ့ကျွန်တော်သားတယောက်နဲ့ ဩအခုများလို့ဒီကကျွန်တော်ဖွဲ့မှာဒီကလာတာဆိုရင်လုံချုံနေနော်အဲ့တော့စိတ်တော့ဘာမှမကြောက်ပါနဲ့နော်ဒီဒီကမှာဖြတ်တာဘာဖြတ်တာလဲဆိုရင်သူချက်ချင်းပြောပေးလိုက်ကျွန်တော်ဆေးရုံပို့ပေးလိုက်မယ်နော် 反正我们是军队，无论你是老百姓，不管你是老民族好、汉族好，不管其他民族好，老百姓都是一样。 ပြောမှဆိုရင်များလို့ဒီကနေတာဆိုရင်မြန်မာပြည်မှာနေတာဆိုရင်တိုင်းသားတွေပဲနော်တိုင်းသားတွေပဲဆိုရင်ကျွန်တော်တို့ကဒီတိုင်းသားကိုအကောင်းအတွက်ကျွန်တော်တို့စီစဉ်ပေးတယ်လုပ်ပေးတယ်ဗောနော်ကျွန်တော်တို့ဖွဲ့ကအဲ့လိုဥပဒေရှိတယ်ဗောနော်အခုကျွန်တော်တို့ရဲ့အဖွဲ့ဗောနော်ဒီမြက်အောင်လာစစ်ကောင်စီတပ်ဖွဲ့ရဲ့တို့အဲ့လိုလာလုပ်ပေးတာဆိုရင်အဲ့ဒီလေရင်ချပြီးတော့ဒီဘုံကြီးနော်ဘုံကြီးရဲ့အမွေးဗောနော်အဲ့လိုချပြီးတော့ဆိုရင်ကျွန်တော်တို့ဆရာကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ကောင်းဆောင်တွေဗောနော်အဖွဲ့တွေဗောနော်အဲ့လိုသတင်းကြားခဲ့တာဆိုရင်ကျွန်တော်တို့ရမ်းလိမ့်လာတယ်နော်နိုင်ငံပြောပါဆိုရင်အခုစစ်ကောင်စီရဲ့တပ်ဖွဲ့ကသူတို့ကဒီလူတွေကိုနော်ဒီမဆိုင်ဘူးလေ 死者的家属在咯。完了，你们放心的，我们也是帮其他你们送到送你们家来了，我们只是做你们任何事啊。 သိချပေါ့ကျွန်တော်တို့ကဒီချမ်းနေမှာပို့ပေးမယ်ဒိန်းတွေပါပို့ပေးလိုက်မယ် 你们的吃过饭？ မင်းသားကြီးတော့ 你们除了人家做的平时方样啊，没在家。 ဒီချမ်းချမ်းနေတယ်နော်ခဏတော့ပို့ပေးတော့နော် ဆိုတော့စစ်ကောင်စီကသူရှုံးလေသူပိုးပြီးမှရုပ်မာလေဖြစ်လာတယ်ဗောနော်ဒါပေမဲ့စစ်မပူပါနဲ့ဒီလိုမျိုးရုပ်မာလေသူကကျိုးစင်ပေါ်တက်ဖို့နီးနေလေပဲဖြစ်ပါတယ်ဗောနော်ဆိုတော့အဲ့လိုမျိုးပဲဗောနော်သူရှုံးလေရုပ်မာလေဖြစ်လာမှာဆိုတဲ့အတဲ့ကြောင့်မလို့ကျွန်တော်မိဘပြည်သူတွေတတိထားနေဖို့လိုအပ်ပါတယ်ဗောနော်ဒါပေမဲ့စစ်မပူပါနဲ့သူကအဲ့လိုမျိုးရုပ်မာလေနိုင်ငံတကာကျိုးစင်ပေါ်တက်ဖို့နီးနေလေပဲဖြစ်ပါတယ်ဗောနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာအားလုံးပြန်ရင်မှတွေ့ဆုံကြပါမယ်